ဒီနေ့အိမ်မှာလာပြီးတော့မှအလုပ်လုပ်တဲ့ညီမလေးတယောက်နဲ့တွေ့ပြီးတော့တယောက်နဲ့တယောက်နှုတ်ဆက်ရင်မိတ်ဆက်ရင်နဲ့ပေါ့နော်စကားလေးပြောပြကြတဲ့အခါမှာကျွန်တော်စိတ်မကောင်းစရာအကြောင်းအရာလေးတစ်ခုကျွန်တော်ရဲ့မိတ်ဆွေတွေကိုမျှဝေပေးပါမယ်အဲ့ဒါကဘာလဲဆိုတော့သူကကျွန်တော်တို့စကားလေးပြောပြကြတဲ့အခါမှာသူရောက်တာလည်းမကြသေးဘူးပေါ့နော်ပြီးခဲ့တဲ့ဒီအပတ်လောက်ကမှရောက်တယ်ဒီပထမဆုံးစင်ကာပူစပြီးတော့မှဒီထွက်လာတာပေါ့နော်အသက်လည်းရိုင်းမကြည့်သေးဘူးကျွန်တော်တို့ထက်ဆိုရင်အများကြီးငယ်တယ်ပေါ့နော်တကယ်ဒီညီမလေးတွေပဲပြောချင်တာစိတ်မကောင်းဖြစ်တဲ့အကြောင်းအရာကဘာလဲဆိုတော့သူ့ကိုဒီ agency ကမေးတဲ့အခါမှာဒီ agency ကဘယ်လောက်လဲဆိုတော့ဒီအရစ်ကြနဲ့ပေါ့နော်ကျွန်တော်9လခွဲပေးရမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အများလားကြီးလားပေါ့နော်အများဆုံးရှိရင်ဒါကျွန်တော်တို့4လစာပေါ့နော်အဲ့လောက်ပဲရှိရမယ်ပြီးလို့ရှိရင်ဒါ5လစာအများဆုံးပဲပေါ့နော်ဒီလိုမျိုးလေးတွေရှိမယ်အများဆုံး6လပေါ့ဗျာထားပါတော့ကျွန်တော်အခုဆိုရင်ကျွန်တော်တို့ဒီအိမ်မှာလာပြီးတော့မှလောက်ကြတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကဒီဟောပေါ့နော်ဒီညီမလေးတွေကလစာလည်းအရင်များတာမဟုတ်သူကျွန်တော်ကလစာဘယ်လောက်ရလဲလို့မမေးဘူးပေါ့နော်သူပြောပြပေးတာဒီလစာကကျွန်တော်တို့ဒီ950ပဲရတယ်ပေါ့နော်950ရတာကိုဒီ9လခွဲဖြတ်မှာပေါ့နော်9လခွဲဖြတ်မှာဆိုတော့ကျွန်တော်တွက်ကြည့်တဲ့အခါမှာဒီအများကြီးပဲကြာနေတာပေါ့နော်အမှန်ဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့ဒီစင်ကာပူဘက်က agent က2လစာယူတယ်ထားပါတော့မြန်မာပြည်က agent ကဥပမာပေါ့နော်2လစာယူတယ်ဆိုရင်တောင်မှကျွန်တော်4လစာကျွန်တော်2000ကျော်3000ကျော်ကြာမှာပေါ့နော်ခုကကျွန်တော်တို့9လခွဲဆိုတော့ကျွန်တော်ရတဲ့လစာ950ပြီးလို့ရှိရင်9လခွဲကြီးဖြတ်မှာဆိုတော့ကျွန်တော်တို့အများကြီးကိုကျွန်တော်တို့ပေးနေရတယ်ပေါ့နော်ဒါပေမဲ့တခုကတော့ तू ကဒီပတ်စံမတက်နိုင်တော့ကြတော့အရေးကြနဲ့ကျွန်တော်တို့ပေးရမယ်လို့ပြောရဲပေါ့နော်နောက်ထပ်စိတ်မကောင်းစရာလေးတစ်ခုကဘာလဲဆိုတော့သူ့ကိုမမိုးတွေပါရောပေးမယ်လို့ကြားလားပေးမယ်လို့ပြောလားဆိုတော့ကျွန်တော်သူ့မှာကတဲ့ကျွန်တော်တို့ဒီတစ်လကိုပေါ့နော်ကျွန်တော်4ရက်နာခွင့်ရှိတယ်တစ်ပတ်တစ်ရက်နာရမယ်ပေါ့နော် every sunday လာပဲရက်တွေဖြစ်မှာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်4ရက်နာတဲ့ထဲကနေပြီးတော့အလုတ်က2ရက်လုံးမယ်3ရက်လုံးမယ်ဆိုလို့ရှိရင်အဲ့ဒီ3ရက်ရတဲ့ပတ်စံလေးကိုသူသုံးဖို့အတွက်ဒီခြံပြီးတော့ကြံတဲ့လစာ950အားလုံးကိုဒီ agent ကိုပဲပေးရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတယ်ပေါ့နော်ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့အလုပ်တွေလာပြီးတော့မှလုပ်ကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ agency ကားတွေကလည်းကျွန်တော်တို့ပုံမှန်မဟုတ်လာဘူးပေါ့နော်တော်တော်ကိုဒီများလာတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့9လခွဲကြီးတောင်မှကျွန်တော်တို့ဒီလိုမျိုးပဲသွားရမှာပေါ့နော်မိတ်ဆွေတို့ပဲကျွန်တော်စဉ်းစားကြည့်ပါကျွန်တော်ဘယ် agent လို့လဲကျွန်တော်မမေးလိုက်ပါဘူးသိလည်းမသိပါဘူးပေါ့နော်ဒါပေမဲ့ပုံမှန်အားဖြင့်တော့ပေါ့နော်ကျွန်တော်တွေ့တဲ့ဒီ agency တွေကတော့ကျွန်တော်အများဆုံး4လစာပေါ့နော်တချို့စင်ကူဘက်ကဒီ2လစာယူကြတယ်တချို့မြန်မာပြည်ဘက်က1လစာတို့2လစာတို့ဒါမျိုးတွေယူကြတယ်ပေါ့နော်4လဆိုရင်တောင်မှဗျာကျွန်တော်တို့900နဲ့သူက950ပြောတာဟုတ်900နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်3000ကျော်လောက်ပဲကြာမယ်ပေါ့နော်အခုကတော့ကျွန်တော်9လဆိုတော့ကျွန်တော်4000ကျော်မနေဘူးပဲကြာသွားပြီပေါ့နော်9လခွဲလောက်ဒီ agency ကိုကျွန်တော်လောက်ကြွေးရမှာပေါ့ဥပမာအနေနဲ့ဒီလိုပဲပြောရမှာပေါ့နော်ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ပေါ့နော်မိတ်ဆွေတွေရောအဲ့လိုမျိုးတွေကြုံမှုကြလားဒါကြောင့်မို့လို့ဒီပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ညီကောင်မနှမတွေရှိတယ်တငယ်ချင်းတွေရှိရင်ကျွန်တော်ပြောပေးပါပြောလိုက်ပါပေါ့နော်ကျွန်တော်တို့ဒီမလာခင်မှာကျွန်တော်တို့တခြားလေးစဉ်းစားဖို့လိုတယ်စုံစမ်းဖို့လိုတယ်ဒီ agency ကနဲ့ကိုဒီဘက်ရောက်လို့ရှိရင်အဆင်ပြေနိုင်လားမပြေနိုင်လားကျွန်တော်9လခွဲဆိုကျွန်တော်တို့ဆိုမလွယ်ဘူးကျွန်တော်တို့ရဲ့ဒီစိတ်နဲ့ဆိုလို့ရှိရင်မလွယ်ဘူးပေါ့နော်မနေတတ်ကျွန်တော်နေနိုင်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အိမ်မှာဆိုရင်ကျွန်တော်တစ်လတော့မှတော်တော်လေးကျွန်တော်သီးခံပြီးတော့မှနေရမှာပေါ့နော်ကျွန်တော်တို့ကြတော့ဒီအမြဲတမ်းကျွန်တော်တို့ရဲ့ဒီစိတ်ကအပြင်သွားခြင်းလာခြင်းနဲ့အဲ့လိုမျိုးလေးတွေရှိရအောင်ဒါကြကျွန်တော်တို့ဆိုရင်တစ်လတော့မှမလွယ်ဘူးပေါ့နော်ပြီးကြတော့ဒီ9ရက်လေးကျွန်တော်တို့4ရက်ရတယ်အဲ့ဒီထဲကနေကျွန်တော်တို့2ရက်လုံးမယ်3ရက်အပြင်မထွက်ဘဲနဲ့လုံးမှကျွန်တော်တို့အဲ့ဒီမုံဘိုးလေးကိုကျွန်တော်သုံးရမှာပေါ့နော်သူကအဲ့လိုပြောတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဒီတော့ကျွန်တော်ပြောချင်တာဒီဗီဒီယိုလေးရဲ့အဓိကပိုင်းရပါလဲဆိုတော့မိတ်ဆွေတို့ရဲ့တငယ်ချင်းတွေညီကောင်မောင်နှမတွေလာဖို့ရှိတယ်ဆိုရင်တေချာလေးကျွန်တော်တို့စီစစ်ပြီးတော့မှလာစေခြင်းနဲ့ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်စိတ်ပီစီမှုတွေများမယ်စိတ်တွေညစ်သွားပြီးတော့မှအတော်ကိုကျွန်တော်ပြင်ပန်းနဲ့ကျွန်တော်နိုင်ငံခြားဆိုတဲ့အရာတာကိုကျွန်တော်တို့ရမှာမဟုတ်ဘူးစိတ်ပင်ပန်းမှုတွေထဲမှာပဲနှိမ့်မြုပ်သွားပြီးတော့မှကိုကျမ်းမာရေးမကောင်းတာတွေဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်စိတ်ရောကိုယ်ရောပင်ပန်းနွမ်းနေတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့မလာခင်မှာတေချာလေးစုံစမ်းပါပြီးလို့ရှိရင်အဲ့လိုမျိုးအခြေအနေမျိုးဆိုရင်တော့ကျွန်တော်
အနေနဲ့ဆိုလို့ရှိရင်တော့မလာသေးဘူးပေါ့နော်ဒီလောက်မျိုး9လခွဲလောက်ကြီး agent ကိုလှုပ်ကြွေးတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်ဘယ်သူမှထိခိုက်လို့စိတ်မရှိပါဘူးကိုယ့်ရဲ့တငယ်ချင်းတွေရှိရင်ဒါလေးကိုလမ်းညွှန်ပေးပါကိုပြီးတော့မှ share ပေးပါအောင်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ